FWD RWD AWD 4WD ဆိုတာဘာလဲအားလုံးပဲမင်္ဂလာပါအော်သူ share ကနေကြိုဆိုလိုက်ပါတယ်ကားဝယ်တော့မယ်ဆိုရင် FWD RWD AWD 4WD ဆိုတဲ့စာလုံးတွေကိုတွေ့ဦးမှာပါဒါတွေကဘာကိုဆိုလိုတာလဲဒါပေမဲ့တချို့လူတွေတော့မသိပါဘူးမသိဘဲနဲ့ကားမောင်းနေအများကြီးရှိပါတယ် FWD ဆိုတာ 4 wheel drive ဖြစ်ပါတယ်အင်ဂျင်ရဲ့စွမ်းအားကိုရှေ့ဘီးနှစ်ဘီးစီပို့ပြီးတဲ့စနစ်ပါစီစားတက်တာချင်းအင်ဂျင်ဂီယာနဲ့ဘိန်းရဲ့စနစ်အားလုံးကကားအရှိဘက်မှာပဲစုနေတဲ့အတွက်ကားအနောက်ဝင်းစီကိုအင်အားပို့ပေးရမယ် drive stat တွေမလိုတော့ပါဘူးကားလေးကြီးပေါ်ပါတဲ့အတွက်စီစားလုံးတိတက်တာစီပါလေရုံအားခေါင်းချင်းအင်ဂျင်နဲ့ဂီယာရဲ့အလေးချိန်တစ်ခုလုံးကမောင်းနေမဲ့ရှစ်ဘိန်းနှစ်ဘိန်းပေါ်မှာဓာတ်ရိုက်ပြထားတာကြောင့်လမ်းချော်တဲ့နေရာတွေမိုးရွာလို့ရှုပ်ွက်ထူတဲ့နေရာတွေမှာအနောက်ဘိန်းရဲ့ RWD ကားတွေတဲ့ဆိုင်ရင်လမ်းကိုပို့ကွက်ပြီးရုံအားပို့ကောင်းနိုင်ပါတယ်ကိုတဲ့အခါအပြင်ဘက်ကိုကန်ထွက်ခြင်းအရှိန်ပြင်းပြင်းနဲ့ကိုတဲ့အခါမျိုးတွေမှာရှေ့ဘင်းတွေကကားကိုလှည့်ပြီးဝင်ဒီမကပဲအရှိကိုဆွဲရမယ့်တောင်ဝင်မှာတွဲလို့ရတဲ့အတွက်လူချင်းနဲ့လမ်းကြောင်းအတန်းမကွေ့ပဲအရှိတက်ကိုပဲကန်ထက်သွားတဲ့အခါအနာစလော့ပစ်ချင်မျိုးကြုံရတတ်ပါတယ် Top 3 ပစ်ချင်အင်ဂျင်ပါဝါအလွန်ကောင်းတဲ့ FWD ကားဒီမှာဂီယာချက်ပြောင်းပြီးလေးပါကိုပြင်းပြထန်နင်းလိုက်တဲ့အခါစီယာဝင်ကတစ်ဖက်ဖက်ကိုဆွဲရမ်းသွားတတ်ပါတယ်FWD စနစ်ဟာစီစားတက်တာဖို့မောင်းရလွယ်ကူဖို့နဲ့နေ့စဉ်ရုပ်တဲ့ရုံစင်မြို့သေးမောင်းနေမှုအတွက်အကောင်းဆုံးနဲ့စမ်းဆောင်ရင်အမြတ်ဆုံးစနစ်ဖြစ်ပါတယ်